842နဲ့လာချင်တယ်တဲ့ဟုတ်842နဲ့လေသိလားဒီလွန်ခဲ့တဲ့တရက်နေ့ဇွန်လလာတော့ကဒီဩစတြေးလျအစိုးရကလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့842 ဖောင်တင်ပြီးတော့လူအယောက်2000ခေါ်တယ်တို့ line မှာတင်ကြတာတွေတွေ့ကြပြီးသားဖြစ်မှာပါနော်အဲ့ဒါတင်ကြည့်လို့ရတယ်နော်အဲ့ဒါပစ္စမကုန်းကျမလာတဲ့ CSP နင်းလန်းလိုမျိုးမဟုတ်တော့သူကပစ္စမကုန်းဘူးဒါပေမဲ့ကျမ CSP လာတော့လည်းဒီ842 ဖောင်နဲ့တင်ပြီးတော့ရှော့ရတာပါပဲ842ကိုဘယ်လိုတင်ရမလဲဆိုတာ line ထဲမှာတင်ပြထားတဲ့လူတွေအများကြီးရှိတယ်အဲ့မှာဝင်ပြီးတော့လေ့လာကြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီအစိုးရရဲ့ website မှာဝင်ပြီးတော့လေ့လာကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ကျမကိုယ်တိုင်ကလည်းဒီ842 form နဲ့ပဲအသုံးပြုပြီးတော့ကျမရဲ့မော်နမတွေခေါ်မှာဖြစ်ပါတယ်ဒီ CSP နင်းလန်းနဲ့ကြတော့အခုလောလောဆယ်ဆယ်ဒီ Australia Government website မှာဝင်ကြည့်လိုက်တော့သူတို့ကခဏရပ်ဆိုင်ထားတာတွေ့တော့လေဆိုတော့842 form နဲ့ကျမတင်ကြည့်မယ်ကျမတင်တဲ့အခါကျရင်ဘယ်လိုတင်ရမလဲဆိုတာကိုတင်ရင်းနဲ့ကျမဗီဒီယိုလုပ်ထားပေးမယ်နော်အားလုံးကံကောင်းကြပါစေနော်